ဘုရားသခင်ကနေ့ရက်အတွင်းမှာစကားပြောတယ်ဖျားနာခဲ့ပေမဲ့လည်းဘုရားသခင်ကဒီအရာအဖြစ်ကျမကိုအားစကားပြောတယ်ငွေလည်းဘာမှမဟုတ်ဘူးဝတ်စားလည်းဘာမှမဟုတ်ဘူးအိုးအိမ်လည်းဘာမှမဟုတ်ဘူးကားလည်းဘာမှမဟုတ်ဘူးကျမ်းမာခြင်းနဲ့ဘုရားကိုကိုယ်ွယ်ဘုရားအမှုတော်အတွက်မှာအပတ်တခြားပါမှာတန်ဖိုးမရှိတဲ့ဘုရားသခင်အာမင်ကျမစကားပြောလာဒါကြောင့်မလို့ကျမမနေ့ကတည်းကထက်ဖြားတာနဲ့နောက်ရှေ့ရေးအနာဂတ်အတွက်ကျမလုံးဆရာဒီလောကမှာပါတခုမှမလုပ်နိုင်ဘူးငိုက်လည်းငတ်ပါစေလေတော့ကျမလုံနိုင်တဲ့အရာကဘုရားသခင်ကိုကိုးကွယ်ခြင်းနဲ့ဘုရားအမှုတော်အတွက်ပါဆိုပြီးတော့ပို့ပြီးတော့ဘုရားသခင်ကတန်မာစေတယ်ရင့်ကျက်စေတယ်အားပေးတယ်ဘုရားသခင်ကရှေ့ရေးကိုပို့၍မြင်စေတယ်ဖျားတယ်လူအနေနဲ့ဖျားတယ်နားတယ်ဆိုခဲ့ပေမဲ့ဘုရားသခင်ကအနာဂတ်ရှေ့ရေးအတွက်ကျမတို့မနေရစကားပြောလာတယ်ဆရာဒီမှာရှိနေတဲ့ဒီကိုမောင်မများကိုလည်းကျမတက်တွန်းလို့ဆိုခြင်းနဲ့